တိုင်ဖုန်းမုန်တိုင်းတွေကဘာကြောင့်ဖြစ်ပေါ်လာရတာလဲမုန်တိုင်းတွေရဲ့မူလအစကပူနွေးဆိုဆွတ်တဲ့ပင်လယ်ရေပြင်ပေါ်ကနေစပါရင်ပင်လယ်ရေမျက်နှာပြင်အပူချိန်26ဒီဂရီစင်တီဂရိတ်89ဒီဂရီဖာရင်ဟိုက်နဲ့အထက်ရှိတဲ့အခါရေတွေအငွေ့ပြန်ပြီးလေထဲမှာရေငွေ့တွေအများကြီးထစ်လာပါတယ်။နောက်တစ်ခုကလေဖိအားနည်းရဝန်းအဲ့ဒီပူနွေးဆိုဆွတ်တဲ့လေတွေကအပေါ်ကိုတတ်သွားတော့အောက်မှာလေဖိအားနည်းတဲ့နေရာ low pressure area တစ်ခုဖြစ်လာပါတယ်။ဒီနေရာကိုပတ်ဝန်းကျင်ကလေတွေအရှိန်နဲ့ဝင်လာပါတယ်။ဥပမာပြောရရင်တင်ကမီးပုံတစ်ခုမှာမီးလုံနေတယ်ပေါ့။အဲ့ဒီအချိန်မှာမီးပုံနားတစ်ဝိုက်ကလေတွေအပူရှိန်နဲ့အပေါ်ကိုတက်သွားတယ်။အဲ့ဒီလိုတက်သွားတဲ့အတွက်မီးပုံနားမှာလေဖိအားနည်းရဝန်းဖြစ်ပေါ်လာတယ်။အဲ့ဒီအချိန်မှာပတ်ဝန်းကျင်ဖိအားများတဲ့လေတွေဝင်လာပါတယ်။ဒါဆိုတင်စဉ်းစားကြည့်လို့ရပါပြီ။တင်နာကိုတခါတလေလေတွေတစ်ဖြက်ဝင်လာတယ်။မီးတောက်ကလည်းလေနေရရင်းသွားတယ်။ဒါကဥပမာပါ။ကဲဆက်ပြောလိုက်ကြရအောင်နော်။လေဖိအားနည်းတဲ့နေရာကိုပတ်ဝန်းကျင်ကလေတွေကအရှိန်နဲ့ဝင်လာပြီးလေထုမငိမ်သက်မှုတွေဖြစ်လာပါတယ်။နောက်တစ်ချက်က Coriolis force ကမာကြီးလက်ပတ်နေတာကြောင့် Coriolis အင်အားဆိုတာထစ်ပေါ်လာပြီးအဲ့ဒီဝင်လာတဲ့လေတွေကိုဖြန့်ဖြုတ်မသွားစေပဲကွေ့ဝိုက်သွားစေပါတယ်။ဒါကြောင့်မုန်တိုင်းတွေဟာလဲပတ်ပြီးအားကောင်းလာပါတယ်။မြောက်ဘက်ချမ်းမှာညာဘက်ကိုကွေ့ပြီးတောင်ဘက်ချမ်းမှာဘယ်ဘက်ကိုကွေ့ပါတယ်။ကဲနောက်တစ်ခုကတော့လေစီးကြောင်းများစုစည်းချက်လေစီးကြောင်းတွေတိုက်ခတ်တဲ့အခါအခြားလေစီးကြောင်းတွေပါစုစည်းပြီးအပေါ်ကိုတက်လာတော့မုန်တိုင်းရဲ့အရှိန်ကိုပုံမမြင့်တင်ပေးပါတယ်။အထူးသဖြင့်ကုန်းသွဲလေတွေနဲ့အနောက်လေတွေတွေ့ဆုံတဲ့နေရာတွေမှာမုန်တိုင်းတွေဖြစ်လေရှိပါတယ်။မုန်တိုင်းအဆင့်ဆင့်ဖြစ်ပေါ်လာပုံဒီလိုနဲ့မုန်တိုင်းတွေဟာလေဖိအားနည်းရဝန်း tropical disturbance ကနေမုန်တိုင်းငယ် tropical depression ပြီးတော့မုန်တိုင်း tropical storm အဆင့်ဆင့်ကိုရောက်ရှိလာပါတယ်။လေတိုက်နှုန်း84မိုင်119ကီလိုမီတာကျော်လာရင်တော့ hurricane ဒါမှမဟုတ်တိုင်ဖုန်းလို့ခေါ်ဆိုတဲ့အားကောင်းတဲ့မုန်တိုင်းကြီးတွေဖြစ်လာပါတော့တယ်။ကဲအားလုံးခြုံငုံပြီးပြောကြရအောင်။မုန်တိုင်းတွေဖြစ်ပေါ်ရတဲ့အဓိကအကြောင်းရင်းတွေကတော့အပူချိန်ဆိုထိုင်းဆတ်လေဖိအားနည်းရဝန်းကိုရီယိုလစ်ကဘာလဲပတ်မှုအင်အားနဲ့လေစည်းကြောင်းတွေစုစည်းခြင်းတို့ကြောင့်ပဲဖြစ်ပါတယ်။ဒီဗီဒီယိုမှာပြောသွားတဲ့ Coriolis အင်အားကိုလက်တွေ့ဘယ်နေရာတွေမှာအသုံးဖြကြလဲဆိုတာနောက်ဗီဒီယိုမှာပြောပြသွားမှာဖြစ်လို့ Infovite ကို follow လုပ်ထားလိုက်နော်။ Bye bye